Hello. So let me speak in Burmese ပေါ့နော်အမှန်တော့ဒီ reading practice လေးလုံးမလို့ပေါ့နော်လုံးမလို့ဆိုတာထက်ဟိုပေါ့နော် vocabularies လေးတွေကိုတစ်ချက် keep လုပ်ချင်တာရယ်နောက်ပြီးတော့ဒီ words အတိုင်းကို learn လုပ်တာမဟုတ်ဖ ೇನೆပေါ့နော် phrase လေးတွေပေါ့စကားစုလေးတွေပေါ့နော်ဟိုမှာတလုံးနဲ့ဆိုတာထက် phrasal လေးတွေပါမှာလားဒါမှမဟုတ်နောက်နှလုံးတွဲထားတဲ့form လေးတွေပါမှာလားပေါ့နော်အဲ့အမျိုးလေးတွေကိုဖတ်ချင်တယ်နောက်ပြီးတော့ note down လုပ်ချင်တယ်ပြန်ပြီးတော့အသုံးပြုချင်တာဖြစ်တဲ့အတွက်ပေါ့နော်စာဖတ်တာပေါ့နော်နောက်ပြီးတော့ဒီစာတွေကလည်းပေါ့နော်text book မှာပါတယ်ပေါ့နော် reading paragraph လေးတွေပဲဖြစ်တယ်ပေါ့နော် read the passage comprehension လေးတွေပေါ့အဲ့တော့ဟိုအရန်ကြီးဟိုခက်ခဲပြီးတော့ဟိုအရင်ထူးခြားသွားမဲ့စကားလုံးမျိုးတွေတော့မပါဘူးဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ဒီလိုအတွဲလိုက်လေးတွေမှတ်ထားပြီးတော့ပြန်ပြီးတော့သုံးမယ်ဆိုရင်တော့အရင်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စာလေးလည်းဖတ်ဖြစ်ရအောင်နောက်ပြီးတော့ထပ်ပြီးတော့လည်းပို့ပြီးတော့မှတ်မိသွားအောင်ပေါ့နော်တစ်ချက်ဖတ်ကြည့်မယ်နောက်ကြရင်ပြန်ပြီးတော့ vocab လေးတွေသုံးကြည့်မယ်ပေါ့ okay so ဒီ read the passage ပေါ့နော်title ကမပြောသေးဘူးဟိုအပိုင်းစုပေါင်း I guess total ပေါ့နော်ဟို9ပိုင်း6ပိုင်းလောက်ထိတစ်ပိုင်းစီဖတ်ပြီးသွားရင်နောက်ဆုံးอ่ะပေါ့နော်ပြန်ပြီးတော့ wrap up လုပ်ပြီးတော့ဒီ conversation ကို cast လုပ်ကြည့်ကြမယ်ပေါ့အဲ့တော့ let me read first ပေါ့နော် Our way of life has caused many serious environmental problems such as global warming and climate change. As a result, the world's ecosystems are changing faster than ever before. Take a moment and look at our surroundings, the air we breathe, the water we drink, and the land we live on. Millions of people are now inhaling polluted air, drinking impure water, and consuming contaminated foods. This means that we are experiencing many environmentally hazardous conditions. These issues are a result of pollution, which is now seen as a major hazard to our environment. Okay, so in this paragraph, we can learn like loss of vocabularies, our way of life has caused many serious environmental problems, but at all, we know that what is the meaning of global warming and what is the meaning of climate change. So we know that, okay, so overall, so the problems they go below cholesterol, okay, so we can call environmental problems. တဘာပုံချင်းဆိုင်ရာပြဿနာများပေါ့ environmental problem လို့ခေါ်ပြီးတော့မှနောက်မှ example လေးနေပေါ့နော် such as global warming climate change and such as flooding အဲ့လိုလေးသုံးနေဆိုရင်ကိုယ့်ရဲ့ဒီ essay writing ပဲဖြစ်ဖြစ်ဒီ spoken language မှာပဲဖြစ်ဖြစ်ပေါ့နော်ပြောလိုက်တယ်ဆိုရင်အရင်ကိုကလှမယ်ပေါ့နော်ထားပါတော့ we are facing global warming climate change and blah 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 ဆိုတာထက်ကိုက we are facing environmental problems such as ဆိုရင် okay so we can use လေနော်အဲ့တော့တုံးလို့ရတယ်ပေါ့နောက်တစ်ခုကဒီမှာပေါ့နော် linking words လေးတစ်လုံးဖြစ်တယ်ပေါ့နော် as a result okay ဒီကောင်ကတော့ linker ဖြစ်တာဆိုတော့အရေးကြီးလားဆိုရင်တော့အရေးကြီးတယ်အဲ့တော့ academic writing တွေမှာဒီ linkers တွေအရင်စကားပြောတယ်ပေါ့နော်အဲ့တော့စာရေးပြီဆိုရင်ကိုနှလုံးက it is very important ဖြစ်တယ် coherence and cohesion လေနော် idea linking သွားမှာလား sentence linking သွားမှာလားအဲ့တော့ linking တွေကအရင်အရေးကြီးတယ်အဲ့တော့ဒီမှာ linker သုံးထားတဲ့ as a result okay very important ဖြစ်တယ်ပေါ့နော် vital နောက်ပြီးတော့ words ecosystem ပေါ့အဲ့တော့ ecosystem biodiversity တို့ ecosystem တို့ okay အရင်သုံးလို့ကောင်းပါတယ်အသုံးများတယ်အခုဆိုရင်တော့ဒီ ecosystem ပေါ့ okay ဟာစနစ်တွေပြောင်းလဲနေတယ်ဘာတွေကြောင့် okay so သုံးကျင်တယ်ဆိုရင်ဒါသုံးလို့ရတယ်ပေါ့ ecosystem and then now we'll take a moment look at our surroundings ပေါ့နော်ဒီမှာဆိုရင်သူ surrounding ဆိုပြီးတော့ဟိုပါပေါ့နော်သူ explain ထပ်ပြီးတော့ extra information ထည့်ပေးထားတာက the air we breathe ငါတို့ရှူရှာလိုက်တဲ့လေတွေokay the water we drink ငါတို့တောက်သုံးလိုက်တဲ့ရေတွေ and ပြီးတော့ the land we live on ငါတို့နေထိုင်နေတဲ့ဒီကမ္ဘာမြေကြီးokay အဲ့လိုသုံးထားတဲ့ usage လေးအတွဲလိုက်လေးတွေအရင်လှတယ်ပေါ့နော်အဲ့တော့ we breathe the air ဆိုတာထက် instead of using that form we better use like the air we breathe the water we drink the land we live on အဲ့လိုလေးပြောင်းပြီးတော့သုံးကြည့်မယ်ဆိုရင် simple အရင်ဖြစ်မနေဘဲနဲ့ကိုယ့်ရဲ့ဒီထားပါတော့ကိုသုံးနေတာဒီထားပါတော့ we always breathe ဆိုတာထက်ပေါ့နော် the air we breathe ကိုငါတို့ပြောင်းသုံးလိုက်မယ်ဆိုရင်ငါတို့လည်းအသက်အဆန်းတစ်မျိုးလေးရတယ်ဆိုတော့ပေါ့နော်ဟို idea မျိုးလေးရသွားတာပေါ့နောက်ပြီးတော့ဒီမှာဆိုရင်သူက consume လုပ်တယ်ပေါ့ဒါစားသုံးသူတွေဆိုရင် consumer လို့ခေါ်တာသိတယ်အဲ့တော့လူတွေကဒီစားတီတောက်တီပေါ့နော် I'm sorry some of the people use like ပေါ့နော်စားတီတောက်တီဆိုရင် eat have သုံးတယ်ပေါ့နော် so instead of that we can also use like consume ပေါ့နော် consumer တွေစားသုံးသူတွေဆိုရင်တော့အဲ့လိုမျိုးလေးသုံးလို့ရတာပေါ့နောက်တော့ contaminated foods တွေပေါ့နော်အဲ့လိုမျိုးအတွဲလိုက်လေးတွေမှတ်ထားလို့ရတယ်ဟိုပေါ့နော်unhealthy foods တွေဆိုတာထက်ဒီလို contaminated food တွေငါတို့ပြောင်းသုံးပါလား okay အဲ့လိုမျိုးလေးသုံးလို့ရတယ်ပေါ့နော်နောက်တော့ this means that
what we are experiencing normally people you experience as a noun form ပဲသုံးတယ်เนาะ noun form အနေနဲ့အသုံးများတာကိုပြောချင်တာ for example ပေါ့เนาะ do you have an experience of blah 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 အဲ့လိုပြောเนาะဒါပေမဲ့ verb form အနေနဲ့သုံးပါတယ် have you ever experienced ပေါ့เนาะ blah 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 ပေါ့အဲ့လိုလေးတွေသုံးတယ်ဒါပေမဲ့ဟိုနည်းနည်းပေါ့เนาะ in my opinion ပေါ့เนาะနည်းနည်းသုံးတာနည်းနည်းသလားပေါ့เนาะအဲ့လိုခံစားမိတယ်ပေါ့ personally for myself လည်းဖြစ်နိုင်ပါတယ်အဲ့တော့ we are experiencing လို့တိတ်ပြီးတော့မသုံးဖြစ်ဘူးလို့ခံစားရတယ်အဲ့တော့အခုဒီမှာပေါ့เนาะသုံးမယ်လို့note မှတ်လိုက်တယ်ပေါ့เนาะ okay environmentally hazardous ပေါ့နော် okay ဒါက dangerous ဖြစ်တာကိုပြောတာအနေရရှိတာပေါ့နော်အရင်သုံးလို့ကောင်း not conditions ပေါ့ okay that's very good เนาะ I formally အရင်လှတယ်နောက်ပြီး these issue are result pollution major okay the first paragraph မှာဆိုရင်တော့ဆွမ်းပြောသွားတဲ့ vocab ပေါ့နော်၄၅လုံးသုံးလို့ရတယ်ပေါ့အဲ့တော့ကိုကအတွဲလိုက်လေးတွေပေါ့နော်တစ်လုံးနဲ့မှတ်တာထားပေါ့နော်အတွဲလိုက်လေးတွေမှတ်တယ်ဆိုပိုကောင်းတယ် environment ဆိုတာဘာလဲသိတယ် problem ဆိုတာလည်းဘာလဲသိတယ်ပေါ့နော်အဲ့ရမှာကိုကသွားပြီးတော့တွဲပြီးတော့သုံးလိုက်မယ်ပေါ့ environmental problems okay very nice အရင်ကောင်းတယ်အတွဲလိုက်လေးမှတ်ထားတယ်နော်ဆွမ်းပြောသလိုပေါ့ခဏ repeat မြန်ဖြစ်သွားမလားမသိဒီတိုင်းချက်ချင်းပေါ့နော်ဟို global warming နဲ့ climate change တွေကို by name တန်းတက်လိုက်တာအထက်ဒီ environmental problems တွေရှိတယ်ဘာတွေဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်တယ်ဆိုရင်ပို့ပြီးတော့လှမယ်လို့ထင်တယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခုကသူကခေါင်းစစ်အပိုက်ခွဲလေးပေါ့နော် a linked between pollution and the greenhouse effects ပေါ့နော်သူကအဲ့ဟာလေးကိုစာလေးဖတ်ပြမယ်နောက်ပြီးရင်သုံးလို့ရတဲ့ဟာလေးတွေသုံးကြမယ်ပေါ့နော်တို့တွေPollution is directly linked to the greenhouse effect, which is actually responsible for life on Earth. The Earth's atmosphere contains some minor gases such as carbon dioxide, methane, nitric oxide, ozone, fluorinated compounds, and water vapor. These gases are called greenhouse gases because they operate like the glass of a greenhouse. In other words, these gases act as a blanket in trapping some of the sun's heat and preventing it from escaping back into space. In this way, the planet's temperature is kept at a safe level around 15.5 degrees Celsius. The problem is that the amount of greenhouse gases in the atmosphere is increasing because of human activities. As a result, the greenhouse effect is becoming stronger, and this in turn is making our planet warmer than usual. Thus, pollution is mainly responsible for many environmental problems such as global warming and climate change. Environmental pollution can be classified into 5 major types: air, water, soil, noise, and light pollution. Okay, camera share မှာဖတ်တာဆိုတော့နည်းနည်း error ပါသွားရင် I'm really sorry ပါတောင်းပန်ပါတယ် Okay, so but နောက်အပိုင်းဒီမှာပို့ပြီးတော့အကောင်းဆုံးဖြစ်အောင်ပို့ပြီးကြိုးစားပါမယ်အဲ့တော့The pollution is directly linked to ဖြစ်တယ် link ချိတ်ဆက်နေရပေါ့နော် directly direct okay directly တို့ indirectly တို့အသုံးများပါတယ်နောက်ပြီးတော့ greenhouse effect ပေါ့နော်ဒီ vocab လေးအတွဲလိုက်လေး phrase ဖြစ်သွားတာပေါ့နော်ဒီကောင်လေးသုံးလို့ရတယ်နောက်ပြီးတော့ responsible ဖြစ်တဲ့ responsibility ဒါတွေအရင်သုံးကြတယ်ပေါ့နော် okay နောက်ပြီးတော့ the earth's atmosphere နော် the earth's atmosphere လို့သုံးထားတယ်အဲ့တော့ minor gas တွေကိုသူဒီမှာဖော်ပြသွားတယ်ပေါ့နော် carbon dioxide တွေ methane တွေ nitric oxide တွေပေါ့အဲ့တော့ဒီ gas တွေကိုဘာ gas လို့ခေါ်လဲဆိုရင်တော့ greenhouse gases မြန်မာလိုပြောရင်ကျတော့သူက panelling ဓာတ်ငွေ့လို့ခေါ်တာပေါ့နော်အဲ့တော့လူတော်တော်များများကတော့ဒီမှာလေးပြောထားရပါတော့ human activities တွေအကြောင်းဒီ greenhouse gases တွေရဲ့ဒီပေါ့နော်ဟိုနှုံထားကအရင်မြင့်တက်လာတယ်ပေါ့အဲ့တော့maybe ပေါ့နော် lack of my knowledge လည်းဖြစ်နိုင်တယ်အရင်တုန်းကဆိုရင်သိတာက okay greenhouse gas ဆိုတာကပေါ့နော်ဒီငါတို့ကဘာကြီးတွေမကောင်းဘူးသူ့ကြောင့်ပဲငါတို့တွေက global warming တွေ climate change တွေခံစားရတယ်ရာသီဥတုတွေပူနွေးလာတယ်ပေါ့ရေကြီးရေရှမ်းတာတွေလည်းဖြစ်လာမယ်ပေါ့ရာသီဥတုကတဟဇာတာဖြစ်မနေဘူးပေါ့နော်ဒီ greenhouse effects တွေဒီ gases တွေအရင်များလာတယ်လို့ထင်တာဒါပေမဲ့ပေါ့နော်အဲ့အချိန်မှာ तू ကဒီမှာဘယ်လိုပြောလိုက်တာလဲဆိုတော့ပေါ့နော်ဒီစာပိုက်ထဲမှာ तू illustrate ဘယ်လိုလုပ်ထားလဲဆိုတော့ဒီ greenhouse gas တွေကပေါ့နော်ဒီကဘာကြီးကို तू ကအဆောင်တထဲကဲ့သူပေါ့နော်သူကလွှမ်းခြုံပေးထားပြီးတော့သူကဒီအပူတွေကိုသူကkeep လုပ်ပေးထားရပေါ့နော် trap လုပ်ပေးထားတော့ကဘာကြီးကသူ့စီကနေအနှွေးတက်လေးကိုရှားတဲ့အချိန်မှာအရန်မအေးတော့ဘူးပေါ့အဲ့တော့အဲ့မှာဟိုတိတ်လိုက်တော့greenhouse gases တွေကမကောင်းလေဒါပေမဲ့ तू ကဒီလိုမျိုးဟိုအပြုတ်မှုတွေလုပ်ပေးထားတာလား okay အဲ့နဲ့ပေါ့နော်နည်းနည်းသွားပြီးတော့ check out လုပ်လိုက်တဲ့အချိန်မှာ तू ကဟုတ်တယ်ဒီ gas တွေဒါမရှိဘူးဆိုမှတော့ဒီ
ကဘာကြီးက -18 degree Celsius အထိသူကအရန်ကိုအေးဆက်နေမှာပေါ့နော်အဲ့တော့သူ instead of 15.5 degree Celsius အစားပေါ့နော်သူကဒီအရန်ကိုအေးနေမယ်ဆိုတော့ပေါ့နော်ဟို information မှားသွားရင် I'm really sorry ပါဟိုပေါ့နော် Harry နည်းနည်းသွားရှာထားတာပေါ့နော်ဒီ ChatGPT မှာပဲဒီတိုင်းသွားပြီးတော့ check out လုပ်လိုက်တာဆိုတော့လေအဲ့တော့ပြောမှဆိုရင်တော့ greenhouse gases တွေကလူတွေကိုအကျိုးပြုပေးတယ်ပေါ့နော်ဒါပေမဲ့ဒီ human behavior တွေကြောင့်ပို့ပြီးတော့ပေါ့နော်ဒီ greenhouse gases အရန်များလာတာပေါ့နော်ဟို urbanization တွေ industrialization တွေ technological advance တွေကြောင့်ပေါ့နော်ဒီ greenhouse gases ထုတ်တာတွေကလည်းပို့ပြီးတော့များလာတယ်ပို့ပြီးတော့များလာတဲ့အချိန်မှာဒီ lower ထက်အရန်များလာတဲ့အချိန်မှာကဘာကြီးကပို့ပြီးတော့ပူလာတာအဲ့ဒါကြောင့်ရေခဲတွေဆိုလည်းပျော်ကျလာပြီးတော့ flooding တွေစဖြစ်တယ်အဲ့တော့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာပေါ့အဲ့တော့သူ့ဟာနဲ့သူကကဘာကြီးကတဟဇာတာဖြစ်အောင်သူကလဲပတ်လို့ရအောင်လုပ်ပေးပြီးသားပေါ့တော့ဒါပေမဲ့အရန်ပေါ့နော်အလွန်အကျွံတွေဖြစ်လာတဲ့အချိန်မှာ overuse တွေဖြစ်လာတဲ့အချိန်မှာတော့အကုန်လုံးက side effect တွေဖြစ်လာတာကိုပြောထားတာပေါ့နော် okay အဲ့တော့ I want to know more about actually ပေါ့နော်ပို့ပြီးတော့ဖတ်ရမယ် research တစ်ခုဖတ်တာဖြစ်တော့ဒါမှမဟုတ်အမြဲတမ်း keep in touch ဖြစ်နေအောင်တော့ဖတ်တင်တယ်လို့ထင်ပါတယ်ဟိုပါပေါ့နော် background knowledge တိတ်မရှိဘူးလို့ခံစားရတယ်နော်အဲ့တော့ as a result the greenhouse effect becoming stronger ပေါ့အဲ့ become plus adjective form လေးအရင်သုံးလို့ကောင်းတယ်ပေါ့နော် become plus adjective ဆိုလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ for example I'm become beautiful ဆိုငါချောလာတယ် I'm sorry စားတာပါအဲ့ဒီ greenhouse gases တွေ effect ကပို့ပြီးတော့အားကောင်းလာတယ်ပို့ပြီးတော့အားကောင်းလာလေကဘာကြီးအတွက် side effect တွေပိုများလေပဲပေါ့နော်အဲ့တော့အဲ့ဒါ short ချဖို့လိုတာပေါ့နော် okay အဲ့တော့ဆက်ပြီးတော့သွားမယ်ဆိုတော့ဒီမှာ one mark ပို့ပြီးတော့ဖြစ်လာတယ်เนาะ deduce form လေးတွေပေါ့เนาะ that's ဒါကြောင့် pollution is mainly responsible for ဆိုဒီနောက်မှာတော့သုံးထားတာအတူတူပဲเนาะဟို the first paragraph နဲ့ဒီ the second paragraph ရဲ့ intro နဲ့ဒီ conclusion ကသွားတူတယ်ပေါ့เนาะenvironmental problems such as global warming and climate change ဆိုပြီးတော့တူထားတော့ဒီထဲမှာတော့ vocab ကတိတ်ပြီး use ရမရှိဘူးပေါ့เนาะအဲ့တော့ဒီ environmental pollution can be classified ပေါ့เนาะ divided လုပ်လို့ရတယ် classify ခွဲခြားလို့ရတယ် into 5 major types ပေါ့เนาะ5 major types နဲ့ခွဲလို့ရတယ်ပေါ့เนาะအဲ့တော့ air ရဲ့ water ရဲ့ soil noise light ပေါ့အဲ့တော့ဒီနေ့ကတော့ဒီလောက်ထိပဲဖတ်ကြည့်မယ်နောက်နေ့တွေမှာအဲမြင်ရင်အဲပေါ့နော်okay နှစ်ခုမြင်ရင်လည်းနှစ်ခုတစ်ခုမြင်ရင်လည်းတစ်ခုပေါ့နော်အဲ့လိုမျိုးလေးတွေဖတ်ကြည့်မယ်လို့စဉ်းစားထားပါတယ်တိတိလောက်လည်း sharing လုပ်ပေးမယ်ပြန်ပြီးတော့ပေါ့နော်ဟိုတိတာလေးလည်းပြန်ပြီးတော့ sharing လုပ်ပေးလို့ရပါတယ်ဘာလို့လဲဆိုတော့ sharing is caring လေနော်ကိုတိတာလေးကိုဒီပေါ့နော်ဟိုကြည့်ရှုတဲ့သူလေးပေါ့နော်တယောက်ဖြစ်တော့ရှိနှစ်ယောက်ဖြစ်တော့ရှိငါ sharing လုပ်လိုက်တယ်ကြည့်ပေးတဲ့ဒီ video ကြည့်ပေးတဲ့သူကလည်းပေါ့နော်ကိုကိုပြန်ပြီး sharing လုပ်တယ်ဆိုရင်တော့ I will so happy for that ပါအဲ့တော့နောက်နေ့မှာထပ်ပြီးတော့ air pollution နဲ့ပြန်ပြီးတော့ဆုံးတွေ့ပါမယ်I think it's gonna be 12 so see you bye bye